အားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်တို့ကပတ်စံရတဲ့ဂျပန် TikTok အကောင့်လေးဖွင့်ပြမှန်းဖြစ်ပါတယ်အမှားဆုံးကျွန်တော်တို့က Play Store ကိုဝင်လိုက်ပါကြာရင်တော့စပန်းမှာဂျပန်ပြန်လို့ရချလိုက်ပါကျွန်တော်ကတော့ Speeddog VPN လေးနဲ့သုံးပါပါမယ် Speeddog VPN လေးထောင်လိုက်ပါပြီးရင်တော့ဂျပန် region ပြောင်းလိုက်ပါခင်ဗျာကြာရင်တော့ VPN နဲ့ပဲချိန်ပြီးတော့ Google account အသစ်လေးဖွင့်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့က Google account ဖွင့်ဖို့ကျွန်တော်တို့ Play Store ကိုသွားလိုက်ပါမယ်။အဲဆိုရင်ဆွဲ account လေးကိုနှိပ်လိုက်ပါမယ်။အသစ်ဖွင့်မှာဆိုတော့အဲ့ဒါအနာသာ account လေးကိုနှိပ်လိုက်ပါမယ်ခင်ဗျာ။ဆိုရင်တော့ကျွန်တော် account တစ်ခုမှာဆို create account ကိုနှိပ်လိုက်ပါမယ်။နှိပ်ပြီးတော့ for my personal use ကိုနှိပ်ပါ။ပြီးရင် next ကိုနှိပ်လိုက်ပါ။နာမည်ထည့်ရအောင်မယ်။နာမည်ကတော့ first name နဲ့ last name နဲ့ရှိပါတယ်။ကိုကြတဲ့နာမည်ထည့်လို့ရပါတယ်။နာမည်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့ကတော့ next ကိုနှိပ်လိုက်ပါခင်ဗျာ။ဆိုရင်တော့ငွေနေငွေလာငွေတက်ကြထည့်ရပါမယ်ငွေတက်ကြထည့်ပြီးတော့မင်းနဲ့ဖီမင်းနဲ့ရေးပြီးတော့ထည့်ပြီးတော့လက်ကိုနှိပ်လိုက်ပါမယ်ခင်ဗျာဆိုရင်တော့ Gmail ကော create your own Gmail address လေးကိုနှိပ်ပြီးတော့ကိုယ်တိုင်ချက်တာထည့်လို့ရပါတယ်ကျွန်တော်တော့လက်ကောင်းဥစားလေးနှိပ်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးရင် password ထည့်ရပါမယ် password လေးထည့်ပြီးတော့next ကိုနှိပ်လိုက်ပါခင်ဗျာအဲ့ဒါတို့ Gmail ကောက်လို့ရပါပြီnext ကိုနှိပ်လိုက်ပါအော်လင်းလေးနဲ့ဆက်ပြီးတော့ I agree ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပါပြီအဲဆိုရင်တော့ကျွန်တော်တို့ဆွမ်းဖွင့်ထားတဲ့အကောင့်တွေကိုပြောင်းအောင်ဖြစ်ပါတယ်အကောင့်တွေပြောင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအဲအကောင့်တွေနဲ့ပဲ TikTok အကောင့်ဖွင့်ဖို့ TikTok တွေကိုသွားလိုက်ပါမယ်ကျွန်တော်တို့ TikTok အကောင့်တင်ဖွင့်မှာဆိုအဲ့ဒါအကောင့်လေးကိုနှိပ်လိုက်ပါမယ်ပြီးတော့ Google အကောင့်ကိုတမ်းမရှိခင်နဲ့အောက်မှာပြထားတဲ့မြန်မာ region ကို Japan region ပြောင်းလိုက်ပါပြီးရင်တော့အကဒီဖွင့်ထားတဲ့ Google account လေးပဲကျွန်တော်တို့ဝင်ပြရမှာဖြစ်ပါတယ် Continue with Google နဲ့ဝင်ပြရမှာဖြစ်ပါတယ်ဝင်နေရပါတော့ခုနကကျွန်တော်တို့ Google account ဖွင့်ထားတဲ့ဝင်နေကိုပဲမှန်အောင်ထည့်ပြရမှာဖြစ်ပါတယ်ပြီးရင်တော့ Continue နေလိုက်ပါဒါဆိုရင်တော့ account နာမည်ကိုတော့ကိုကြတဲ့နာမည်ပြောင်းလို့ရပါတယ်ပြောင်းပြီးတော့ continue နေလိုက်ပါဒါဆိုတော့ဂျပန်အကောင့်လေးရပါပြီ home ကိုတော့စစ်ကြည့်ပါမယ် profile နဲ့ဝင်လိုက်ပါပြီးရင်ပေါ်တော့မှာရှိတဲ့မြင်တော့ကြောင်းကိုနှိပ်လိုက်ပါပြီးရင်တော့ setting and privacy တွေကိုနှိပ်လိုက်ပါအကောင့်ထဲကိုနှိပ်လိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ကပတ်စံရှာလို့ရတဲ့ဂျပန် TikTok အကောင့်လေးရပါပြီခင်ဗျာ